El Olam ထာဝရရှင်ဖရာသခင်မင်္ဂလာပါရှင်နေ့စဉ်ခွန်အားနှုတ်ကပတ်တော်စီစဉ်ကနေနားဆင်နေကြတဲ့မိတ်ဆွေများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ဟာအချိန်ကာလတွေပြောင်းလဲနေပြီမဲ့ဘယ်တော့မှမပြောင်းလဲတဲ့ဖရာသခင်ရဲ့နာမတော်တစ်ခုအကြောင်းကိုဆင်ခြင်သွားကြမှာဖြစ်ပါတယ်အဲ့ဒီနာမတော်ကတော့ El Olam ပဲဖြစ်ပါတယ်El Olam ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့ the eternal God သို့မဟုတ် the everlasting God ထာဝရအရှင်ဘုရားသခင်လို့အဓိပ္ပာယ်ရပါတယ်။ Olam ဆိုတဲ့ Hebrew စကားလုံးကထာဝရကာလ everlasting သို့မဟုတ်ကမ္ဘာအဆက်ဆက် ages လို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်ဒီနာမတော်ကဖရာသခင်ဟာအစအဦးဖြစ်တယ်လို့အဆုံးလည်းဖြစ်တယ်ဆိုတာကိုဖော်ပြနေပါတယ်။ဒီနာမတော်ကိုကပ္ပဦးကျမ်းအခန်းကြီး21အခန်းငယ်33မှာအာဗြဟံကစတင်သုံးစွဲခဲ့ပါတယ်။အာဗြဟံဟာပေရရှေဘအရပ်မှာအေရှာလတပင်ကိုစိုက်ပျိုးပြီးထာဝရအရှင်ဘုရားသခင် El Olam ရဲ့နာမတော်ကိုခေါ်ခဲ့ပါတယ်။အေရှာလပင်ဆိုတာအသက်ရှည်တဲ့အပင်မျိုးစားဖြစ်ပါတယ်။အာဗြဟံကအသက်ရှည်တဲ့အပင်ကိုစိုက်ပြီးအဲ့ဒီအပင်ထက်တာ၍အစဉ်မြဲတည်တတ်တဲ့ဖရာကိုကိုးကွယ်ခဲ့တာဖြစ်ပါတယ်။စာလံဆရာကလည်းစာလံနံပါတ်90အပိုင်ငယ်1နဲ့2မှာဒီလိုဝန်ခံခဲ့ပါတယ်။တောင်များမဖြစ်မပေါ်မြေကြီးနှင့်လောကကိုဖန်ဆင်းတော်မမူမီကဘာအဆက်ဆက်ကိုတော်ဒီဖရာသခင်ဖြစ်တော်မူ၏မိတ်ဆွေဒီ El Olam နာမတော်ကကျမတို့ရဲ့လက်တွေ့အသက်တာအတွက်ပါကိုဖော်ပြနေတယ်လေဟေရှာယအနာဂတိကျမ်းအခန်းကြီး40အခန်းငယ်28မှာအင်မတန်ခွန်အားရှိတဲ့စကားတစ်ခွန်းရှိပါတယ်ထာဝရဘုရားသခင် El Olam သည်မောတော်မမူပင်ပန်းတော်မမူထိုဖျားသည်မောသောသူတို့အားခွန်အားကိုပေးတော်မူ၏ကျွန်ုပ်တို့လူသားတွေကအချိန်ကာလကြာလာရင်မောပန်းလာတတ်ကြပါတယ်စိတ်တက်ကြလာတတ်ကြပါတယ်ဒါပေမဲ့ကျွန်ုပ်တို့ကိုးကွယ်တဲ့ El Olam ကတော့ဘယ်တော့မှမမောပန်းပါဘူးဒါကြောင့်ကျွန်ုပ်တို့မောပန်းတဲ့အခါကာလအစဉ်ဆက်တည်ရှိတဲ့ဖရာသခင်စီကနေခွန်အားအသစ်ကိုရယူနိုင်ပါတယ်ဒါအပြင်ကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်သခင်ယေရှုဟာလည်း El Olam ရဲ့ဂုဏ်အင်္ဂါနဲ့ပြည့်စုံသူဖြစ်ပါတယ်ဟေဘဲဩဝါဒစာခန်းကြီး73အခန်းငယ်8မှာယေရှုခရစ်သည်မနေ့ယနေ့နောင်ကာလအစဉ်အဆက်မပြောင်းလဲသောဖရာဖြစ်တော်မူ၏လို့ဆိုထားပါတယ်။သခင်ယေရှုဟာကျွန်ုပ်တို့အတွက်ထာဝရရွေးနှုတ်ခြင်း eternal redemption ကိုရယူပေးခဲ့တဲ့အရှင်ဖြစ်ပါတယ်။လောကကြီးမှာအရာရာဟာပြောင်းလဲနေပါတယ်လူတွေပြောင်းလဲမယ်အခြေအနေတွေပြောင်းလဲမယ်ဒါပေမဲ့မိတ်ဆွေရဲ့ဖရာသခင် El Olam ကတော့မနေ့ကလိုပဲဒီနေ့လဲမိတ်ဆွေကိုချစ်နေစေပါမိတ်ဆွေကိုဂရုစိုက်နေစေဖြစ်ပါတယ်အချိန်ကာလတွေရဲ့တိုက်စားမှုကိုမခံရတဲ့ထာဝရကြောက်ဆောင်ကြီးဖြစ်တဲ့ဖရာသခင်အပေါ်မှာဒီနေ့ပဲမိခိုအားထားလိုက်ပါအခုချိန်မှာထာဝရဘုရားသခင် El Olam ကိုမျှော်ကြည့်ပြီးဆုတောင်းစကားကြရအောင်ဆုတောင်းကြပါစို့ O El Olam ထာဝရအရှင်ဘုရားသခင်ကိုတော်သည်အစအဦးနှင့်အဆုံးဖြစ်တော်မူပြီးကမ္ဘာအဆက်ဆက်တည်ရှိတော်မူသောဘုရားဖြစ်ပါ၏အရာရာပြောင်းလဲနေသောလောကတွင်မပြောင်းလဲသောကိုတော်ကိုကျွန်ုပ်တို့ကိုးစားပါ၏မောပန်းသောသူတို့အားခွန်အားကိုပေးတော်မူသော El Olam ယနေ့ကျွန်ုပ်တို့ဤမောပန်းနွမ်းနေသောစိတ်နှလုံးများကိုခွန်အားအသစ်ပေးသနာတော်မူပါမနေ့ယနေ့နောင်ကာလမပြောင်းလဲသောသခင်ယေရှု၏နာမတော်၌ဆုတောင်းစကားပါ၏ဖခင်အာမင်နာစင်သူမိတ်ဆွေများအားလုံးထာဝရရှင်ဘုရားသခင် El Olam ထံမှမကုန်ခန်းနိုင်သောခွန်အားအသစ်များကိုနေ့ရက်တိုင်းခံစားရပါစေ။နောက်အစီအစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။